သူဟာ1909ခုနှစ်တင်ချာအိုလံပစ်ပြိုင်ပွဲမှာအိန္ဒိယနိုင်ငံရဲ့အမျိုးသားအဆင့်ချန်ပီယံဖြစ်ခဲ့တာရှင်းနေပါတယ်။ဒါတောင်မှသူ့မှာစာကြည့်တိုက်ထဲကမဂ္ဂဇင်းတွေကိုလှန်လောကြည့်ရှုခွင့်တောင်မရှိခဲ့ပါဘူး။သူ့ရဲ့ဇနီးမှုကြောင့်စာကြည့်တိုက်မှုကသူ့ကိုဘာမှမစင်စားပဲအခုချက်ချင်းထွက်သွားဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့လူငယ်လေးကသူ့ကိုကြောထောက်နောက်ခံပေးထားတာပညာရေးဝန်ကြီးကိုယ်တိုင်ဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့စူပေးပွဲတုန်းကဝန်ကြီးကသူ့ကိုဂတိပေးခဲ့လို့ပါပဲ။မမျှော်လင့်ပဲစာကြည့်တိုက်မှုကတော့ဒါကိုဂရုတောင်မစိုက်ခဲ့ပါဘူး။သူ့ရဲ့စာကြည့်တိုက်ကိုဒုက္ခသည်တွေခိုလုံရာတဲဆုပ်ဖြစ်အဖြစ်မခံနိုင်ဘူးလို့ဆိုပါတယ်။သူကအာနန်ကိုဘလို့မှညာတာမှုမရှိပဲထွက်သွားခိုင်းလိုက်ပါတယ်။ဒါပေမဲ့အပြင်ရောက်တဲ့အခါမှာတော့သဘောကောင်းတဲ့လက်ထောက်တစ်ယောက်ကသူ့နောက်ကိုလိုက်လာပါတယ်။သူကအာနန်ကိုအဲ့ဒီမဂ္ဂဇင်းတွေကိုဖတ်ချင်နေဆိုရင်အထဲမှာစောင်းပါတစ်ပုဒ်လောက်ရေးပြီးပုံနှိပ်ဖို့စူးစမ်းကြည့်ပါလားလို့အကြံပေးပါတယ်။တကယ်လို့သာသူအဲ့ဒီလိုလုပ်နိုင်ရင်ထုတ်ဝေသူစီကနေတက်တာအခမဲ့ဖတ်ရှုခွင့်ရမှာဖြစ်ပါတယ်။ဒီအကြံဉာဏ်ကသူ့အတွက်ကဘာတစ်ခုကိုဖွင့်ပေးလိုက်တယ်လို့ပါပဲ။ဒါနဲ့သူဟာဂျာနယ်တွေကကဘာအဆင့်တင်ချပို့စာတစ်ပုဒ်ကိုရွေးလိုက်ပါတယ်ပြီးတော့ဟောင်းနှွမ်းနေတဲ့ကြောက်တင်ပုံပေါ်မှာပုံတင်လေးတွေရေးရင်းသူ့ရဲ့စိတ်ထဲမှာကိန်းကနန်းတွေကိုအမြန်ဆုံးတွက်ချက်ပါတော့တယ်။ကြောက်တင်ပုံတစ်ခုလုံးနဲ့နေရန်တွေပေါ်မှာတခြားသူတွေနားမလည်နိုင်တဲ့ကိန်းကနန်းတွေပြည့်သွားတဲ့အခါမှာတော့ဒီကဘာအဆင့်ပို့စာကိုသူတကယ်ပဲအဖြေထုတ်နိုင်ခဲ့ပါတယ်။အာနန်ဟာအရန်ကိုစိတ်လှုပ်ရှားသွားပါတယ်။ဒါပေမဲ့ဂျာနယ်မှာအဖြေပုံနှိပ်ဖို့ဆိုရင်အင်္ဂလန်နိုင်ငံလန်ဒန်မြို့ကိုအရင်ဆုံးပို့ရမှာဖြစ်ပါတယ်။သူ့မှာကစာပို့ခအတွက်တောင်ပတ်စံလုံးလောက်မရှိပါဘူး။တိုက်ဆိုင်ပဲအာနန်ရဲ့အဖေကစာပို့သမားတစ်ယောက်ဖြစ်နေပါတယ်။သူ့သားဘာလုပ်ခဲ့တယ်ဆိုတာသိသွားတဲ့အခါအဖေဖြစ်သူကဝိုင်းဝန်းကူညီပေးုံတင်မကပဲသူ့သားနာမည်ကြီးတော့မယ်ဆိုပြီးလုပ်ဖို့ကိုင်ဖက်တွေကိုပျော်ပပကြွားလုံးထုတ်ပါတော့တယ်။ဒါပေမဲ့လုပ်ဖို့ကိုင်ဖက်တစ်ယောက်ကစကားတခုပြောလိုက်ပါတယ်။အဖေဖြစ်သူရဲ့အားပေးမှုကအာနန်ကိုဆက်လျှောက်ဖို့ခွန်အားတွေဖြစ်စေခဲ့ပါတယ်။တလကြာပြီးနောက်မှာတော့လန်ဒန်ဂျာနယ်စီကနေအကြောင်းပြန်စာနောက်ဆုံးတော့ရောက်လာပါပြီ။အာနန်ရဲ့ပု္ပ္ပစာဖြည့်ရှင်းပုံကထူးခြားတာကြောင့်သူ့ရဲ့အဖြေကိုဒီနာမည်ကြီးဂျာနယ်မှာပုံနှိပ်ပေးခဲ့ုံတင်မကပဲ Cambridge တက္ကသိုလ်ကနေကျောင်းဝင်ခွင့်စာပို့ပေးလိုက်တဲ့အထိတက္ကသိုလ်ပရော်ဖက်ဆာအတော်များများကိုလည်းဆွဲဆောင်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာအာနန်ဟာအတိုင်းမသိဝမ်းသာသွားပါတယ်။တက္ကသိုလ်တက်ရမယ်သူ့ရဲ့အိမ်မက်ကခရီးစတင်မှုဖြစ်လာပါပြီ။တက္ကသိုလ်တက်ရမယ်သူ့ရဲ့အိမ်မက်ကခရီးစတင်မှုဖြစ်လာပါပြီ။သူဟာတက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်လာခဲ့ပါပြီ။သူဟာအတိုင်းမသိဝမ်းသာသွားပါတယ်။တက္ကသိုလ်တက်ရမယ်သူ့ရဲ့အိမ်မက်ကနောက်ဆုံးတော့အကောင့်ထဲပေါ်လာတော့မှာပါ။အာနန်ကစာကြည့်တိုက်ကိုပြန်သွားပြီးစာကြည့်တိုက်မှုရှိမှတင်နောက်ဆုံးထွက်တင်ချဂျာနယ်ကိုလှန်ဖွင့်လိုက်ပါတယ်။စာကြည့်တိုက်မှုရဲ့မျက်နှာကချက်ချင်းပဲပြတ်သွားပါတော့တယ်။အာနန်ကတော့အရန်ကိုဂုဏ်ယူနေခဲ့ပါတယ်။ဒီတစ်ခါမှာတော့သူဟာအဲ့ဒီဂျာနယ်ကိုအိမ်ကိုတဘာဝကြပဲယူသွားလိုက်ပါတော့တယ်။သူ့မိသားစုကသူ့အတွက်အဝတ်စားသစ်တွေစီစဉ်ပေးပြီးမှတ်ပုံတင်တက်ပုံရိုက်ဖို့ကူညီပေးကြပါတယ်။အရာရာတိုင်းကအရန်ကိုစိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်။ပြီးနောက်အာနန်ကသူ့ရဲ့ချမ်းသာတဲ့ရီးစားအိမ်ကိုလက်ဆောင်တစ်ခုယူပြီးဖခင်ဖြစ်သူနဲ့တွားတွေ့ပါတယ်။အရင်ကတော့သူ့မိသားစုကဆင်းရဲတာကြောင့်သူစကားပြောဖို့ကြောက်နေခဲ့တာပါ။အခုတော့ Cambridge တက္ကသိုလ်ကိုကျောင်းဝင်ခွင့်ရပြီဆိုတော့သူခေါင်းမော့နိုင်ခဲ့ပါပြီ။ဒါပေမဲ့သူ့ရီးစားဖေရဲ့စကားတွေကသူ့ကိုပါးရိုက်လိုက်တယ်လို့ခံစားလိုက်ရပါတယ်။မင်းလိုလူဒန်းစားမျိုးအတွက်တော့ဒါကကြီးကျယ်တဲ့အောင်မြင်မှုပါပဲ။ဒါပေမဲ့အင်္ဂလန်ကအရန်ဝေးတယ်လေ။မင်းကခရီးစရိတ်နဲ့ကျောင်းသားကတွေကိုဘယ်ကရမှာလဲပညာရေးဝန်ကြီးကသူ့ကိုထောက်ပံ့ပေးမယ်လို့အာနန်ကရှင်းပြလိုက်ရပါတယ်။ဒါပေမဲ့သူ့ရီးစားဖေကသူ့ကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်ပြီးထွက်သွားပါတယ်။နောက်တစ်နေ့မှာတော့အာနန်နဲ့သူ့ဖေဟာဝန်ကြီးနဲ့တွားတွေ့ပါတယ်။ကုန်ကျစရိတ်တချို့ကိုကူညီပေးနိုင်မလားလို့တွားမေးတာပါ။ဒါပေမဲ့အစတုန်းကပြုံးရွှင်နေတဲ့ဝန်ကြီးဟာပတ်စံဆိုတဲ့စကားလုံးကိုကြားတာနဲ့မျက်နှာကချက်ချင်းပြတ်သွားပါတယ်။သူပေးထားတဲ့ဂတိကိုဖျက်လိုက်ယုံတင်မကပဲသူတို့သားဖောက်ကိုအလကားလိုချင်တဲ့လူပြင်းတွေဆိုပြီးစော်ကားလိုက်ပါသေးတယ်။အာနန်ကရှင်းပြဖို့အတွက်ကျောင်းဝင်ခွင့်စာကိုထုတ်ပြလိုက်ပါတယ်။ဒါပေမဲ့ဝန်ကြီးကသူ့လူတွေကိုခေါ်ပြီးသူတို့နှစ်ယောက်ကိုအပြင်ကိုမောင်းထုတ်ခိုင်းလိုက်ပါတယ်။အာနန်ရဲ့ပညာရေးလမ်းကြောင်းကိုမမြင်ရတဲ့အတားအဆီးတစ်ခုကပိတ်လိုက်လို့ပါပဲ။ဒါပေမဲ့သူ့အဖေကတော့အရှုံးမပေးခဲ့ပါဘူး။သူကစပေးအဟောင်းလေးကိုစီးပြီးသူ့သားအတွက်ပတ်စံလိုက်လံစုဆောင်းပါတော့တယ်။ဒါပေမဲ့မိသားစုပိုင်ရွှေထဲငွေထဲတွေအကုန်ရောင်းအိမ်ကိုတောင်ပေါင်နှံလိုက်တာတောင်ပတ်စံကမလောက်သေးပါဘူး။သူ့သားကိုပြိုးထောင်ပေးခဲ့တဲ့နီလန်ကမှန်ရဲ့လားဆိုတာကိုသူ့အဖေစပြီးတန်တရားဝင်လာပါတယ်။လူတွေဟာညဘက်မှာအမြဲအိမ်မက်မက်လေးရှိတယ်လို့သူကသူ့သားကိုပြောလို့ရှိပါတယ်ပြီးတော့နေ့ဘက်မှာတော့အဲ့ဒီအိမ်မက်တွေကိုလက်တွေ့ဖြစ်အောင်လုပ်ရမယ်လို့ဆိုပါတယ်။